သမီးတို့ရေအမေရွာဦးဖောင်းကြအောင်ဆွန့်ကြိုက်တော့ဖို့ဦးမယ်နောက်ကမှလေးဆေးပြပကနဲ့ဆေးလိုက်ကြအောင်နော်ဟဲ့ကြီးမနင်းတော့ဘယ်သွားဖို့တော့ဟဲ့တကယ်ချင်းနဲ့ပြင်သွားမလို့ချိန်တာရယ်အမေအောင်မှာပကံနေဆေးဖို့ပြောခဲ့တယ်မဆေးပေးဘူးလားငါမအောင်နေကနေဆေးလိုက်တော့ဟဲ့ငါမနင်းအဲ့ဒါဘယ်သွားမလို့တော့ဟိုတမီးတငယ်ချင်းနဲ့စားသွားစုလို့မလို့မမဟဲ့အမေကပကံနေဆေးဖို့မှာခဲ့လေဟာမမရေမမပဲစီးလိုက်တော့တမီးမစီးတော့တမီးမအောင်ဟဲ့ဟာအိမ်လုပ်တယ်ဆိုလို့ရှိရင်ဘယ်တော့မှမလုပ်ချင်ဘူးအမြဲတမ်းငါအလက်မအကြီးမကြီးတိုင်းလဲမိုးနေတယ်အလှပြင်းပြီးထွက်ဘယ်တော့လဲသွားမှမသိဘူးငယ်မကြီးတိုင်းလဲသွားလိုက်ရတဲ့ကြောင်းလှုပ်လိုက်ရတဲ့စအိမ်တိမ်မှာအလက်မပြတ်တာကဲအောင်မကောင်းဘူးတော်တော့အိမ်လောက်ကောင်ငါပဲလုပ်နေရတယ်တော်သေးရပေါ့ငါမှဟီနိုးထဲလေးရှိနေလို့နေနာမရှိငါဘွားတိတ်ဒီကြမှာတိတ်လားကဲလာလှုပ်လိုက်ရအောင်ကျူမြတ်တော်ရွာမှာကွယ်ချိန်ညနေကျူမြတ်တော်ရွာမှာကွယ်ချိန်ညနေဆောင်ကလေးမဲအလမသမီးအမေဦးလာလျှောက်ကူအောင်ဟဲအမေဥမကြီးမအားတယ်ကြီးမကိုခိုင်းလေဟဲ့လက်မဒီဘက်ကဆေးတွေတွေ့တယ်ငါမအောင်ကိုလောက်ဒီမအောင်ဆိုလို့ရှိရင်ငယ်မကိုခိုင်းမှာငယ်မစော့ဟာမမလက်ကလည်းကျောင်းမရက်လေးတရက်တည်းလေးစောတာတမီးကိုပဲခိုင်းချင်နေတယ်မမလုံးအလမရေစကားများလိုက်တာလာဒီမှာမြန်ဦးလာလျှောက်ဟာအဲ့တော့လည်းမြဲသမီးကိုပဲကွက်ပြီးခိုင်းနေကြသိလားစိတ်မကောင်းတဲ့ဟာလေအကောင်လုံးဝိုင်းမနေတဲ့ကြဟုတ်တော့အငယ်မစီစမ်းကျောင်းမှာအင်ကြီးဖြူဝစ်လာကြမ်းစောက်ပြတ်တက်ပြီးညက်ပတ်နေငါ့ကိုပဲအကုန်လျှော့ခိုင်းနေဒါကြီးမအင်ကြီးတွေလုံးလုံးတွေပဲငါအကုန်လုံးနေရတယ်အိမ်မှာအင်းတို့တဲ့ဒီအိမ်မှာနင်းတယောက်ပဲငါ့ရဲ့အပေါ်ဆိုရှိရတိလားနင်းဒီမှာမရှိဘူးဆိုလို့ရှိလေငါဒီမှာတိတ်ကိုအတီးကျက်နေမှာဒါလောက်ငါ့နှိပ်စက်တဲ့ဟာဒီမှာငါမနေတော့လင်တော့လိုက်တာပဲကောင်းမယ်ဟာသမီးဘာဖြစ်လဲသမီးဟာဘာဖြစ်လဲသမီးဘာပြရမလဲအမေရဲ့အမေတမီးအလက်မလေးလေးနောက်လိုက်သွားပြီတဲ့ဟာဘာပြောလိုက်လဲငယ်မအလက်မလေးနောက်လိုက်သွားဟုတ်လားဟုတ်တယ်လို့ဒါတက်မဲ့မိဘနဲ့နာအိုးမဲတုတ်တာအလက်မကိုပြောလိုက်ချွေသုံးမိတ်တာနဲ့လာတင်တော့မှလက်ခံမဲလို့ဟဲ့လက်မဒါကြီးကဘာကြီးလဲမြို့အမေကရွှေသုံးပိတ်တာနဲ့လာအဲ့လိုပြောထားလေအမေဟိုသမီးတို့ခွင့်လို့ပါနော်မေနော်ဟိုသမီးကိုချစ်လို့ကိုနောက်လိုက်သွားတာပါဒီဘက်ဒီဘဲလင်းကိုယူငါစိတ်ဝင်စားဘူးငါတင်တော့ဟဲ့လားချွေသုံးမိတ်တာဘာမှလည်းချွေသုံးမိတ်တာဒါဘာတွေလဲအမေပြောရင်လည်းပြောချင်စရာပဲအခြေအမြင့်မရှိတဲ့ကောင်ယူမတော့ဘာတန်မိုးရှိရနဲ့တင်တော့နိုင်မှာမို့လို့လေကြီးမနေဘယ်လိုပြောလိုက်တာလဲငါကိုကဘီလက်မြေဟဲ့ဘီလက်မြေဘီလက်ပြန်မှာဟဲ့ဘီလက်ပြန်ဩဘီလက်ပြန်မမေဒါစပြစီတွေမမေရဲ့စပြစီသမီးဒီအိမ်မှာနေခဲ့တဲ့အချိန်တွေတုန်းကသမီးတို့အကောင်းဆုံးအဖို့မူကဟောဒီဟီနိုးတဲ့စက်ပြတွေပဲနောက်ဆိုသမီးကဒီအိမ်မှာနေတော့မှာမဟုတ်ဘူးသမီးဒီအိမ်မှာမရှိတော့ဘူးဆိုရင်အငယ်မဟောဒီဟီနိုးတဲ့အဝါရောင်စက်ပြလေးကိုတုံးပြီးတော့အိုးကပ်ပကံတွေကိုစေးသူကနဲ့အများကြီးကူညီပေးလိုက်ကြည့်မနေရတော့ဟောဒီဟီနိုးတဲ့အပြာအောင်စက်ပြလေးကိုတုံးပြီးတော့အဝတ်တွေကိုရှော့နဲ့သူအများကြီးကူညီပေးလိုက်တယ်အမေကတော့သမီးကိုတတိယတဲ့အခါဖြစ်ဖုန်းလာဆက်လိုက်မေရဲ့ဟီနိုးတဲ့စက်ပြတွေလိုတလားပို့ပေးမယ်